ဗီယက်နမ်အသင်းကိုဂိုးပြတ်ရှုံသွားတဲ့မြန်မာအမျိုးသမီးတင်းရဲ့နောက်ွယ်ကအကြောင်းရင်းမင်္ဂလာပါဘောလုံးချစ်သူပရိသတ်ကြီးမြန်မာအမျိုးသမီးဘောလုံးအသင်းကတော့ရွှေတံဆိပ်မျှော်မှန်းထားပေမဲ့မျက်ရည်နဲ့အိမ်ပြန်ခဲ့ရပါပြီပရိသတ်တွေအသေးကွေးခဲ့ရတဲ့ဒီရှုံးနိမ့်မှုရဲ့နောက်ွယ်မှာမေကွန်းထုတ်စရာဗဟေတွေအများကြီးရှိနေပါတယ်ပထမဆုံးတရက်ခန့်ကတော့ဂျပန်နီးပြရဲ့အတ္တလိုပဲဆိုရမှာပါအသင်းကဗီယက်နမ်ကို2ဂိုးပြတ်ရှုံးနေချိန်မှာဂိုးရဖို့အသေးအတန်လိုအပ်နေတာပါဒီအချိန်မှာအမေရိကန်လိဂ်ကနေကိုစီးရင်နဲ့ကိုပြန်လာကစားပေးတဲ့ဂိုးသွင်းဆက်မေထက်လူကိုထည့်မသုံးပဲအရန်ခုံမှာပဲထိုင်ခိုင်းထားခဲ့ပါတယ်အကောင်းဆုံးလက်နက်ကိုပိုင်ဆိုင်ထားလျက်နဲ့ထုံမသုံးတဲ့နီးပြရဲ့ခေါင်းမာမှုကအသင်းကိုနစ်မွန်းစေခဲ့ပါတယ်ဒါအပြင်တိုက်စစ်မှုဝင်းသိန်းကြီးထွန်းနဲ့ပတ်သက်တဲ့တန်တရားတွေကလည်းပွဲဆူစေပါတယ်မလေးရှားနဲ့ပွဲတုန်းကဂိုးပြတ်သွင်းရမယ့်အနေအထားမှာဂိုးမသွင်းနိုင်ခဲ့တာကအဓိကအချိုးကွေပါသူမဟာမလေးရှားကလပ်မှာကစားနေတဲ့သူဖြစ်တာကြောင့်ထမင်းအိုးကိုငဲ့ပြီးတော့မလေးရှားအသင်းဘက်ကိုဂိုးမသွင်းပဲခြေမှန်တွေကိုဝတ်ထားခဲ့သလားဆိုတဲ့ဆွဆွဲချက်တွေကယုတ်တိရှိနေပါတယ်ရွှေရောင်မျိုးဆက်ကစားသမားတွေကိုပိုင်ဆိုင်ထားလျက်နဲ့စီမံခန့်ခွဲသူတွေရဲ့အလွဲတွေကြောင့်ထိုင်းရောက်မြန်မာလုံသားပရိသတ်တွေရဲ့မျက်ရည်တွေမြေခါခဲ့ရပါပြီ။ကဲပရိသတ်ကြီးမေထက်လူကိုနေရာမပေးဘဲနီးပြနဲ့ခြေစွမ်းတန်တရားဖြစ်ဖွယ်ကစားသမားတွေအပေါ်မှာဘယ်လိုမြင်ကြလဲ။ဘယ်သူမှတာဝန်ရှိဆုံးလဲဆိုတာမှတ်ချက်ပေးခဲ့ပါဦးနော်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။